ဓမ္မတာကုသိုလ်တွေနဲ့စကားရှောက်ကြတန်တရားဖြစ်ချင်တာလည်းမဖြစ်ပါလို့ဘဝအချိန်ခါမဖြစ်ချင်တာလည်းဖြစ်တာလို့ဘဝတန်တရားစာနာထောက်ထားငဲ့ညာပါလူကိုလူလို့မြင်မိကြပါဗျာစင်ရဲ့ချမ်းသာမခွဲကြပဲထာဝရဆက်ဆံမှာဓမ္မတာကုသိုလ်တွေနဲ့စကားရှောက်ကြတန်တရားဖြစ်ချင်တာလည်းမဖြစ်ပါလို့ဘဝအချိန်ခါမဖြစ်ချင်တာလည်းဖြစ်တာလို့ဘဝတန်တရားစာနာထောက်ထားငဲ့ညာပါလူကိုလူလို့မြင်မိကြပါဗျာစင်ရဲ့ချမ်းသာမခွဲကြပဲထာဝရဆက်ဆံမှာခဏတာအချိန်မှာစင်နှံခြင်းလည်းမခွဲကြကဘုရားရှင်ဒေသနာတော်ရဲ့တရားများစွာနာကြားလိုက်နာကုသိုလ်ကောင်းမှုအစဉ်ပြုကဘုရားဟောဒေသနာအမှားများရှောင်ကလူဆိုတာဒီရွာကိုမရောက်သေးခဲ့အရောက်ဝေးကလာတဲ့တန်တရားခီးသွားတွေပါဓမ္မတာကုသိုလ်တွေနဲ့စကားရှောက်ကြတန်တရားဖြစ်ချင်တာလည်းမဖြစ်ပါလို့ဘဝအချိန်ခါမဖြစ်ချင်တာလည်းဖြစ်တာလို့ဘဝတန်တရားစာနာထောက်ထားငဲ့ညာပါလူကိုလူလို့မြင်မိကြပါဗျာစင်ရဲ့ချမ်းသာမခွဲကြပဲထာဝရဆက်ဆံမှာခဏတာအချိန်မှာစင်နှံခြင်းလည်းမခွဲကြကဘုရားရှင်ဒေသနာတော်ရဲ့တရားများစွာနာကြားလိုက်နာကုသိုလ်ကောင်းမှုအစဉ်ပြုကဘုရားဟောဒေသနာအမှားများရှောင်ကလူဆိုတာဒီရွာကိုမရောက်သေးခဲ့အရောက်ဝေးကလာတဲ့တန်တရားခီးသွားတွေပါ